အကျိန်းနဲ့ရှိကြအောင်ပဲပေါ်တူဂီနဲ့စပိန်တသင်းနဲ့တော့ကျန်တဲ့ Asian USA နဲ့ Belgium ကဲအားလုံးပဲမင်္ဂလာပါမနေ့ညကတော့နေမာတို့ကတော့ငိုယိုပြီးတော့နှုတ်ဆက်သွားပြီးတော့ကမ္ဘာဖလားကိုဒီနေ့ညမှာရောခရစ္စတီယာနိုရိုနယ်ဒိုနဲ့လာမိုင်းရမယ်ဘယ်သူကနှုတ်ဆက်သွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဒီနေ့ညတနားရီခွဲမှာဒီနေ့ညပွဲစဉ်နှစ်ပွဲကျွန်တော်တို့ရွေးချယ်သုံးသပ်ကြအောင်အဲ့ဆိုရင်စောပိုင်းကံမဲ့စပိန်နဲ့ပေါ်တူဂီပွဲကတော့မြန်မာစံတော်ချိန်ညတနားရီခွဲမှာကံပါဗောနော်ဒီပွဲမှာစပိန်နဲ့ကနေပြီးတော့ဘော်ဒီဂျေ level အရှုံးပေးထားပြီးတော့ကိုပေါင်းကြီး3+80ဆိုဖွင့်လှစ်ပေးထားတယ်ဒီပွဲမှာစပိန်အနေနဲ့ကတီကြရင်အပြည့်ရှုံးဆိုတဲ့ဈေးတန်းကိုပေးထားပေမဲ့ကိုပေါင်းကြီးအခင်းချင်းရတော့ဒီပွဲကတီလုံးဝမကြနိုင်တဲ့ပွဲတစ်ပွဲပဲဒီပွဲကအရှုံးနိုင်ပေါ်မဲ့ပွဲတစ်ပွဲလို့ကျွန်တော်တို့ယူဆတယ်ဒီဂျေတန်းအရာတော့ဒီဘော်ဒီဂျေနဲ့ဒီကိုပေါင်းကြီးကိုချိန်ချင်းရင်ပေါ်တူဂီအသင်းကိုလည်းကိုပေးထားတွေ့ရတယ်လို့စပိန်အသင်းကိုလည်းကိုပေးထားတွေ့ရတယ်ဒီပွဲ1-1တစ်ပေါက်ကနေစကြည့်ပဲကျွန်တော်ဒီပွဲကဘော်ဒီရှောင်ပြီးကိုပေါင်းအပေါ်ကိုရွေးမယ်စပိန်ရဲ့နောက်တန်းကိုမပေးထားဘူးဆိုရင်မှသူတွေ့တဲ့ပြိုင်ဘက်တွေကပေါ်တူဂီလိုပြိုင်ဘက်မဟုတ်သေးဘူးပေါ့နော်ပေါ်တူဂီအသင်းရဲ့နောက်တန်းကတော့သိတဲ့အတိုင်းပဲဘယ်ပွဲနေနေကိုပေးနေရတဲ့ပေါ်တူဂီရဲ့နောက်တန်းစိတ်မချဘူးအဲကြောင့်ပေါ်တူဂီရဲ့နောက်တန်းကိုစပိန်က9ရမှာဖြစ်တယ်လို့နောက်တစ်ဆင့်အတွက်ကျိုးသားရုံးကန်လာမဲ့ပေါ်တူဂီနေရတဲ့စပိန်အသင်းကို9ရဖို့များတယ်အဲကြောင့်ကျွန်တော်ဒီပွဲ1-1နဲ့စကြည့်ပြီးကျွန်တော်တို့9ပေါင်းအပေါ်ကိုယူလိုက်မယ်ဒီပွဲတည်မကြနိုင်ဘူးဒီပွဲအရှုံးနိုင်ပေါ်သွားနိုင်တယ်ကျွန်တော်ဘော်ဒီတော့ရှောင်လိုက်ပဲဒီပွဲတော့9ပေါင်းအပေါ်ကိုယူပြီးတော့ကျွန်တော်ဒီပွဲကိုအေးစစ်ကြည့်ကြတာပေါ့ဒီလိုပွဲမျိုးမှာလူရန်ကစပိန်ဘော်ဒီကိုကြိုက်နေပေမဲ့ကျွန်တော်အနေနဲ့ကတော့စစ်ဖြစ်တဲ့9ပေါင်းအပေါ်ကိုပဲရွေးချယ်တာပါအားကြောင့်လဲဆိုတော့ပေါ်တူဂီအနေနဲ့ကလည်းစပိန်ကိုအချိန်မီဒုက္ခပေးနိုင်တဲ့အသင်းဖြစ်နေတဲ့အတွက်ကြောင့်မို့9ပေါင်းအပေါ်ကိုယူတာပါကဲနောက်တစ်ပွဲသွားလိုက်ရအောင်နောက်တစ်ပွဲကတော့ Asian USA နဲ့ Belgium ပွဲစဉ်ပါဒီပွဲမှာတော့ Asian USA က Body J level 10ပြားရှုံး9ပေါင်းကြီး3+30ဆိုပြီးပေးထားတယ်ပေါ့ရှေ့မှာ Asian Canada နဲ့ Mexico ပြိုင်ပွဲထွက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော် Asian USA ကိုတော့တစ်ဆင့်ရောက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆို Asian 3သင်းရှိတဲ့အထဲမှာ quarter final ကိုတစ်သင်းလောက်တော့တက်တင်တယ်အဲကြောင့်ဒီည USA quarter final ကိုတက်ဖို့အတွက်ဒီညနိုင်ဖို့လိုအပ်တယ်ပေါ့နော်အနည်းဆုံး USA အနေနဲ့ပုံမှန်ပွဲသားချိန်မှာမနိုင်အောင်မှအချိန်မကစားပြီးနောက်တစ်ဆင့်တက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲကြောင့်ဒီပွဲကျွန်တော်ကတော့10ပြားလောက်ပဲရင်းပြီး USA body ကြိုက်တယ် online ဆော့မယ်ဆိုရင် USA နောက်တစ်ဆင့်တက်တဲ့ odds ကိုကျွန်တော်ကြိုက်တယ် 1.87 လောက်ပေးထားတယ်အဲ့ odds ကအဲကြောင့်မို့USA body တစ်ချောင်းနဲ့ကြိုက်တယ်ဒီပွဲမှာတော့ဒီပွဲတော့တိတ်ပြီးထွေထူးရွေးနေကြမလို့ရှေ့ကကနေဒါနဲ့မက္ကဆီကိုထွက်သွားတာကိုပဲကောက်ချက်ချပြီးတော့ပဲဒီပွဲ USA body ပဲယူလိုက်တာပါခြေသမ်းမအရာလည်းဘယ်ဂျီယန်နဲ့ USA ကလုံးဝရှင်ကစားနိုင်တဲ့ခြေသမ်းမှရှိတယ်ဘယ်ဂျီယန်တိတ်ပြီးတော့အခြေအနေကောင်းလာတဲ့အသင်းတော့မဟုတ်ပါဘူးရှေ့မှာလည်းစီနီကောကိုသူကန်ကောင်းလို့နိုင်လာတာအဲ့တော့ကျွန်တော်ကတော့ဒီည USA body ပဲကြိုက်ပါတယ်အဲ့ဆိုဒီညကျွန်တော်အကြိုက်ကပေါ်တူဂီ9ပေါ်နဲ့ USA body ပါကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ခဲ့ပါအောင်အားလုံးပဲ goal လက်ပါ